ပုံမြင်လေးကကြက်ကလေးပုံမြင်ဟုတ်ပြီနော်ကြက်မိသားစုကသူတို့ကအစာရှာထွက်လာတယ်တော်လန်လေးထဲမှာနော်ကြက်မိသားစုကြက်မေမေကြီးရဲ့ကြက်ကလေး9ကောင်ရဲ့တော်တဲ့ကိုအစာရှာပြီးတော့ထွက်လာကြတယ်အဲ့အချိန်မှာဟိုးမှလာနေတာကြောင်ကြီးနော်ကြောင်ကြီးကလှမ်းပြီးတော့ကြက်မေမေကြီးနဲ့ကြက်သားလေးတွေကိုတွေးလိုက်တော့ကြောင်ကြီးကဒါဆိုရင်တော့သူကတော့ကြက်ကလေးတွေကိုစားလို့ရပြီဆိုပြီးတော့သူကတွေးနေတာအောက်ကဝိုက်ထားတဲ့ပုံလေးကိုကြည့်ကြည့်လိုက်နော်အဲ့ဒီမှာကြောင်ကြီးကသူကတွေးနေပြီသူရဲ့ကြက်ကလေးတွေကိုစားတော့မယ်ဆိုပြီးတော့ဒါပေမဲ့ကြက်မေမေကြီးကဘာလုပ်ထားတာလဲသူ့ရဲ့သားလေးသမီးလေးတွေကိုအတောင်ပံလေးနဲ့အုပ်ပြီးတော့ရှူးတိုးတိုးဆိုပြီးတော့ပြောနေတာဘာလို့လဲဆိုတော့သူ့ရဲ့ခလေးလေးတွေကိုကြောင်ကြီးကကိုက်စားမှာဆိုလို့မေမေကြီးကပေါ့နော်ကဲနောက်ပုံလေးတစ်ပုံဆက်ပြီးတော့ကြည့်ကြည့်ကြရအောင်အဲ့မှာပုံလေးမှာတွေ့လားဘာပုံလေးလဲဆိုတော့ကြက်ကလေးတစ်ကောင်ကသူ့မေမေကြီးကရှူးတိုးတိုးလို့ပြောနေတဲ့ကြားကနေပြီးတော့သူ့မေမေကြီးကိုသူကပြန်ပြီးတော့စကားတွေပြောနေတာနော်ဘာတွေပြောမယ်လို့ထင်လဲတောက်သမီးကိုစဉ်းစားကြည့်ပါအောင်ဘာတွေပြောနေလဲဆိုတော့ကြက်ကလေးကသူဘလို့မှမနေနိုင်တော့ဘူးတဲ့နော်အီးပေါက်ချင်လို့တဲ့တောက်သမီးတို့တွေရောဒီလိုပဲလေဟုတ်တယ်မလားအီးပေါက်ချင်ဆိုရင်အောက်ထားလို့မရတော့ဘူးဒါကြောင့်မလို့ तू ကအရန်အီးပေါက်ချင်တယ်သူ့မေမေကြီးကအတန်မထွက်နဲ့အတန်ထွက်လို့ရှိရင်ကြောင်ကြီးကကိုက်စားမှာဆိုလို့ပြောထားတယ်ဒါပေမဲ့ကြက်ကလေးက तू ကအီးရန်ပေါက်ချင်တဲ့ခါကျတော့မနေနိုင်တော့ဘူးဆိုပြီးတော့သူ့မေမေကြီးကိုပြန်ပြီးတော့ပြောနေတာကဲအောက်ဆုံးကပုံလေးကိုကြည့်ကြည့်လိုက်ပါအောင်ကြောင်ကြီးလှန့်ပြီးတော့ပြေးသွားတာဟုတ်တယ်ဘာဖြစ်လို့လဲသိလားစဉ်းစားကြည့်ပါအောင်ကြက်ကလေးက तू ကဘလို့မှမနေနိုင်တော့ဘူးအီးပေါက်ချင်နေတာအဲ့ဒါနဲ့ပဲ तू ကဘူးဆိုပြီးတော့ပေါက်ထက်လိုက်တယ်အဲ့ဒီအချိန်မှာကြောင်ကြီးကခြုံလေးကနေကွယ်ပြီးတော့သူတို့ကိုဖမ်းစားဖို့ချောင်းနေတာဆိုတော့အီးနဲ့ရေရှူပြီးသွားတော့ကြောင်ကြီးကလန့်ပြီးတော့ပြေးသွားရော